ကဲညီကိုတို့အားလုံးမင်္ဂလာပါအဲ့တော့လူတိုင်းမှာရှင်းရမယ့်ပေါက်ချရအများကြီးရှိကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ရဗျထင်လဲထင်တယ်ကျွန်တော်မှလည်းရှင်းရမယ့်ပေါက်ချရအများကြီးရှိတယ်အဲ့တော့တချို့တွေကြောင့်ပြောကြလိမ့်မယ်ပေါ့နော်ကျွန်တော်ဒါ Arsenal fan တွေကိုပေးချင်တဲ့ message ပါသေးလားမင်းတို့ကဖလားမရသေးဘူးChampions League မှာလည်း final ပေးတက်လိုက်ပါတယ်ဒါမှစီတူလွင်ဖြစ်မှာဆိုတော့ပေါ်ပပဲစကားတွေနဲ့ခင်ဗျားတို့ရဲ့အောင်မြင်မှုကျွန်တော်တို့ရဲ့အောင်မြင်မှုထိုးချဖို့အတွက်စ조사ကြလိုက်မယ်ဗျာသိလားဒါပေမဲ့အားလုံးလည်းသိပြီးသားဖြစ်မှာပါအဲ့အရာတွေအားလုံးကျွန်တော် remind လုပ်ပေးရမယ်အားလုံးရဲ့အမြင်မှာ remind လုပ်ပေးရမယ်ဆိုတော့ Champions League final တက်ချင်းဆိုတာ Arsenal fan တွေအတွက်ဘယ်လောက်ကြီးမြတ်တဲ့ကိစ္စလဲဆိုတော့ကျွန်တော်ရှင်းပြနော်အဲ့တော့ကျွန်တော်တို့2006 final တက်တော့က Facebook မပေါ်သေးဘူးဗျသိလားအဲ့တော့ကပောင်မှာရှိတဲ့ဘယ် Arsenal fan မှ Facebook ပေါ်မှာငါတို့သိမလား road to final တို့ဘာလို့ဆိုတော့မတင်ဘူးအဲ့ဒါအရှိတရားအမှန်တရားသိလားကပောင်မှာရှိတဲ့ဘယ် Arsenal fan မှ TikTok မှာ road to final ဆိုတဲ့ဟာမတင်ဘူးเนาะပြီးတော့ဒီဘက်နှစ်တွေအတွင်းမှာ final တက်ခဲ့ကြတဲ့အသင်းတွေเนาะပြန်ကြည့်မယ်ဆိုရင် Premier League အသင်းတွေပေါ့နော်ဒီဘက်နှစ်တွေမှာကျရင် Chelsea ပါမယ်Man City ပါမယ်ပေါ့နော်အဲ့တော့အဲ့ဒီအသင်းတွေထပ်ပို့ပြီးတော့နော် fan base များတာပမာလဲမြန်မာနိုင်ငံမှာသိလား Arsenal ပဲသိလား Arsenal က fan base များတဲ့အသင်းကတသင်းမရှိအဲ့ဒါ Man United မြန်မာနိုင်ငံမှာကျွန်တော်တို့နိုင်ငံမှာနော်အဲ့တော့ Man United ဘောလုံးပွဲမတက်တာဘယ်လောက်ကြာပြီလဲ Champions League မှာအဲ့တော့ Arsenal fan တွေနဲ့လောက်အောင်မှာတခုရှိရေအဲ့ဒါဘာလဲဆိုတော့ဘလို့ပဲဒီဘောလုံးပွဲတက်ချင်းဆိုတဲ့အရာကိုနော်ထိုးနှက်ပြီးတော့သေးသိအောင်သေးနှုတ်အောင်ပြောကျွန်တော်စိတ်ထဲမှာဒါဒီ20အတွင်းအကြည့်ဘယ် Arsenal fan မှမကြုံဘူးတဲ့ကြုံတော့ကြုံခဲ့ဘယ်သူမှကြုံမှာမဟုတ်20အတွင်းမှာဘယ်သူမှ social media မှာဒီဘောလုံးပွဲတက်ချင်းဆိုတဲ့အရာကိုတင်မှုမှာမဟုတ်ဘူးအဲ့တော့များ hype လို့ရတယ်များတန်ဖိုးထားလို့ရတယ်ဘလို့ပဲမနာလို့သူတွေချိုးနေပြီးပြောနေတဲ့စကားတွေရှိပါသေးဒီအောင်မြင်မှုဒီကျွန်တော်တို့ Arsenal ပရိသတ်တွေအတွက်တကယ်ကိုလက်ရှိချိန်မှာ hype လို့ရပြီဗျာကျွန်တော်ပြောချင်တဲ့အတိတ်ပဲလက်ရှိချိန်မှာ hype တယ်ဆိုရင်မင်း Champions League ဖလားရရများရှူတာကိုခဏမေးတာဘလို့ပဲထုံးနှက်ချက်တွေလာလက်ရှိချိန်မှာ hype လို့ရပြီအဲ့တော့လက်ပြန်စပြီးတော့ Arsenal fan တွေကိုကျွန်တော်ပြောချင်တာရှင်းရမယ့်ပေါက်ချတွေကိုရှင်းပါနော်များရှင်းပါတရက်ကို social media မှာဒီ final အကြောင်းနဲ့ပတ်သက်ပြီးတော့ post 10ခုထပ်ပနဲ့တင်ပါဗောနော်ကျွန်တော်အဲ့လိုတောင်းဆိုခြင်းနဲ့အဲ့တော့ကျွန်တော်လည်းတင်ပါဗောနော်အဲ့တော့ဘသူပဲဘလို့သိအောင်သိနှုတ်အောင်ပြောဒီ final တက်ချင်းဒီတော်တော် Arsenal fan တွေ enjoy လုပ်ရမယ့်အရာလို့ကျွန်တော်ထင်ပါတယ်နော်အဲ့တော့အခုချိန်မှာ technical အကြောင်းတွေဘလို့နိုင်သွားတယ်ဆိုတဲ့အကြောင်းကျွန်တော်မပြောချင်သိလားအဲ့တော့တောက်လျှောက်ဒီနေ့ကမနက်ဖြန် hype ပါဘာလို့ဆိုတော့ထိုက်တယ်ခင်ဗျားတို့ကျွန်တော်နဲ့ထိုက်တယ်နော်အခုချိန်မှာ2006เนาะအခု2026ဆိုတော့နှစ်20ရှိပြီဟုတ်တယ်เนาะနှစ်20ရှိအသက်19နှစ်ပဲရှိတဲ့ chart တယောက်က Arsenal 2006 final တက်တော့အဲ့ကောင်မမွေးသေးဘူးသိလားအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်က Arsenal fan တွေဆိုတာဘာလဲ Arsenal fan အင်အားဘယ်လောက်များလဲဆိုတော့အခုချိန်မှာအင်အားပြသမယ့်အချိန်ပဲပေါ့နော်အဲ့တော့ Premier League အသင်းဂုံဆောင်เนาะThe Premier League မှာ Champions League final ကြည့်နိုင်မဲ့တသင်းနဲ့တော့အသင်းเนาะ Premier League ရဲ့เนาะနောက်နှစ်တွေအဆင့်4-5ကနေခွေးတို့ဘောက်ကနေနီးပြအောင်တီကြမရှိသေးပဲနဲ့ဝင်မဲ့အသင်းတွေကို Premier League မှာเนาะ UEFA အမှတ်များရအောင်လုပ်ပေးမဲ့ဂုံဆောင်เนาะ Arsenal အသင်းဖြစ်တဲ့အတွက်ရဲ hype လို့ရတယ်ရဲ celebrate အောင်ပွဲခံလို့ရဆိုတဲ့အကြောင်းကျွန်တော်ဒီကနေပြီးတော့ပြောလိုက်ချင်ပါတယ်ကဲเนาะroad to final